ခုနပါပြီတူတူသုံးဆောင်ကြတယ်နော်ဟုတ်နော်အားလုံးပဲမင်္ဂလာပါတီဗီဖူအန်ကူကင်ဘလော့ကနေပြန်လေကြိုဆိုလိုက်ပါတယ်ရှင်တီဗီဒီနေ့တော့မနက်စောထပြီးတော့တီဗီပေါ်တော့တီဗီဖြော်ထားလက်ဖေးလေးကို special တောက်နေပါပြီလက်ဖေးတောက်ပြီးမနက်စာစားလို့အပီမှာနီးလေးစာချက်ပြုတ်ပြင်ဆင်ဖို့စဉ်းစားလိုက်တဲ့အချိန်မှာတီဗီမင်းညာလေးအိန္ဒိယကားလေးအရန်ကြည့်လို့ကောင်းတယ်သိလားအိန္ဒိယကားလေးကိုကြည့်ပြီးတော့လေအိန္ဒိယအဆက်စာလေးတစ်ခုတအားစားခြင်းဖြစ်သွားတယ်ဘာဖြစ်မလဲဆိုတော့စက်သားခပ်ပတ်ကြော်လေးစက်သားခပ်ပတ်ကြော်လေးကိုဘလို့ကြောမလဲဆိုတာတီဗီတင်ဆက်ပေးသွားမှာဖြစ်ပါတယ်ရှင်တချို့တွေကတော့စိတ်သားခပ်ပတ်ကြော်ကြတယ်ပေါ့နော်တီဗီလိုခြေလေးချောင်းသားမစားတဲ့သူတွေအတွက်စက်သားခပ်ပတ်ကြော်လေးကိုတီဗီကမျှဝေပေးသွားမှာဖြစ်ပါတယ်ရှင်စိတ်ဝင်စားသူအပေါင်းလည်းကြည့်ရှုပေးပါအောင် Let's go သားခပ်ပတ်ကြော်စကြော်ဖို့အတွက်စစနွေးနဲ့ပြီးရေးစေးထားတဲ့စက်သားတုံတုံလေးတွေကိုခုလိုအပြားပြားလေးအနီတော့လှိပေးထားပါမယ်ရှင်ဂျင်းလေးတွေကိုလည်းခုလိုနှုတ်နှုတ်လေးလှိပေးထားပါမယ်ရှင်စက်သွန်လေးကိုလည်းအခုလိုဝိုင်းဝိုင်းလေးတွေလှိပေးထားပါမယ်ရှင်ခရမ်းညင်သီးလေးတွေကိုလည်းအခုလိုအဝိုင်းဝိုင်းလေးတွေလှိပေးထားပါမယ်ရှင်ဒီရုပ်သီးစိမ့်လေးတွေကိုတော့အလဲကနေမကွဲအောင်ပေါ့အမှုန့်မှုန့်လေးတွေလှုပ်ပေးထားပါမယ်ရှင်ပူစီနာလေးတွေကိုလည်းနှုတ်နှုတ်ဆင်းပေးထားပါမယ်ရှင်ပြီးထားတဲ့စက်သားပြားလေးကိုဂျင်းကျက်တုပ်ပြီးညှစ်ပါမယ်စက်သားမှုန့်ထည့်ပါမယ်စားထည့်ပါမယ်ငရုတ်ကောက်မှုန့်လည်းထည့်ပေးပါမယ်ရှင်ကျမရဲ့သုံးမျိုးဆက်လေးလည်းထည့်ပေးပါမယ်ပြီးရင်သမအောင်မှွေထားပြီးခဏနှပ်ပေးထားပါမယ်ရှင်မျိုးလေးထောင်းထားပေးပါမယ်ရှင်အခုဆိုရင်စက်သားခပ်ပတ်ကြော်ဖို့အတွက်အစင်သစ်ဖြစ်နေပါပြီရှင်ပူလာပြီဆိုရင်ကြက်အရေကုန်လေးတွေကိုစီထုတ်ပြီးကျွတ်နေအောင်ကြော်ပေးထားပါမယ်ကျွတ်လာပြီဆိုရင်ဆဲထားပေးပါမယ်စားပေါက်ထည့်ပါမယ်ဂျင်းလေးတွေမှုအောင်ကြော်ပေးထားပါမယ်ဂျင်းမွေးလာပြီဆိုရင်နှက်ထားတဲ့စက်သားပြားလေးတွေထည့်ကြော်ပေးထားပါမယ်စက်သားပြားလေးတွေခုလိုကြက်လာပြီဆိုရင်စက်တုံကြီးထောင်းထားတာထည့်ပေးပါမယ်ပြီးတော့နန်းလေးမှုေးလာပြီဆိုရင်စက်တုံကိုငုံနှိထားတာထည့်ပေးပါမယ်ရေလေးအနှဲငယ်ထည့်ပေးပါမယ်ရှင်စနစ်မုံမေးသွားတဲ့အတွက်စနစ်မုံလေးထည့်ပေးပါမယ်ခရမ်းညင်ဒီကိုငွင်းလေးထားတာလည်းထည့်ပေးပါမယ်ငရေသီးစိမ့်လေးလည်းထည့်ပေးထားပါမယ်ရှင်ခရမ်းညင်ဒီစက်တုံနဲ့နွန်းလာပြီဆိုစက်သားမှုတ်ထည့်ထားပေးပါမယ်ရှင်ပူစီနာလေးတွေအုပ်ထားပေးပါမယ်ရှင်မေမေကမဆလာအလက်ကျစ်ရှိတဲ့မဆလာတော့မထည့်တော့ဘူးเนาะအခုဆိုရင်အိန္ဒိယဆဆတခုဖြစ်တဲ့စားချင်းစပွဲစက်သားခပ်ပတ်ကြော်ကြီးရရှိပါပြီရှင်တောက်လေးအတွက်ကိုတော့ယင်းနေပုတ်ပတ်ဆူထဲမှာဂျင်းကျက်သွန်ပြူကျက်သွန်မိတ်ငရုတ်ကောင်းရှက်နက်နက်လေးအုပ်ပြီးချက်လိုက်ပါရရှင်အခုဆိုစားချင်းစရာကြီးစက်သားခပ်ပတ်ကြော်ကြီးရေရှက်နက်နက်ယင်းနေဟင်းညို့ရေငပိရေပြောရေအတိုးအမြုပ်စုံလင်စွာရရှိပါပြီရှင်အမလီပြိုးကြီးနဲ့တောင်တရေကြီးတမြက်မြက်ကျလာပါပြီရှင်အားလုံးမစားပါပြီနော်မဲစက်သားခပ်ဖက်ကြော်တခွားသီးတို့စက်သွန်ဟီတို့ဒါရှမ်းနန်နန်တို့ဒီမှာရှင့်ငပိရေဖြောနေရတော့ပြပြီဆိုမပြတော့ special ဆွဲပါပြီဗျာငပိရေထက်ဒီအနှစ်တွေထက်ပြီးနေပြီးချင်းမိတ်ဆွေကိုခွန်မယ်ကျွန်မအိုးရောလူထားသေးတာအဲ့လိုအိုးလူအင်တို့ကအရန်စားလို့ကောင်းတာဘာဟင်းနေခုနပါပြီတူတူသုံးဆောင်ကြတယ်နော်ဟုတ်နော်ညကရှာလေတော့ဆွေးနွေးဖို့ကိုကိုနာမည်မီရှာနေလားရှင်းနေအုပ်ပေးရမှာသူခဏနေစီနားရင်မေးဆိုဆက်စားလိုက်ပါမယ်ရှင်အရန်စားကောင်းတဲ့တို့အိန္ဒိယစတိုင်စက်သားခပ်ဖက်ကြော်လေးဖြစ်ပေါ့နော်စိတ်ကျမချီလီချောင်းသားမစားရတဲ့စက်သားခပ်ဖက်ကြော်စိတ်သားခပ်ဖက်ကြော်လေးကြော်စားလို့ရပါတယ်ရှင်ရန်ကိုလိုက်ဖတ်တော်လေးပါရှင်နှုတ်စားကြည့်ကြပါရှင်
အစီအစဉ်ကိုအဆုံးထိကျေးဇူးတူအားလုံးကိုလည်းကျေးဇူးအများကြီးတင်ပါတယ်အားလုံးကိုလည်းအញ្ញမ်းချစ်ပါအားလုံးပဲတတ